25 ရက်နေ့ဆိုတော့ရှီလာပိုင်း25ရက်နေ့ဆိုတော့ကျွန်တော်တတိယ26ရက်နေ့26ရက်နေ့ကျွန်တော်မလေးကကျွန်တော်တုံရတဲ့ကမော့ဆိုင်ဒီတိုင်းကပြီးသွားတာအဲ့တည်းကရပြီးတော့မင်းတကယ်ဖြစ်ပြီးတော့ကျွန်တော်ဒီတိုင်းနေပါတယ်တကယ်တက်လာတဲ့ပြည်စင်ထဲမှာဘယ်နေရာမှာတက်တယ်ဆိုတော့ကျွန်တော်အဲ့မလေးကကောင်ရနဲ့အဲ့ဘင်္ဂါနဲ့အစတည်လုပ်ပြီးတော့ဒီ6လပိုင်းဆက်ရှင်းနေမှာကျွန်တော်အမင်းတကယ်တည်ကိုရပါတယ်ရပြီးတော့အဲ့ဆက်ရှင်းနေကစားပြီးတော့ကျွန်တော်ခေါင်းဆောင်ရှိပါတယ်အဲ့နေမော်ကိုတွားပြောပြီးတော့နေမော်ကလူကြီးတွေနဲ့စီစဉ်ပြီးတော့ဘယ်လိုလူကြီးနဲ့စီစဉ်နေဘယ်လိုထက်ကိုတွားပြီးတော့ပြောတယ်ဆိုတော့အဲ့အကြတော့တပည့်မသိပါတပည့်ကိုကွာလာတဲ့အချိန်မှာမင်းကမော့ဆိုင်ဒီတာကမှတီးွားတဲ့နေရာကိုလိုက်တွေ့ပြရမလားဆိုတော့သိလားဆိုတော့ကျွန်တော်သိလို့ကျွန်တော်လိုက်လိုက်ခဲ့ပါတယ်စိုက်တဲ့ကယ်စီအဲ့ဒီဒန်ဝတ်တွေပုံလုံးခွဲကပါကျွန်တော်မိမနဲ့ကျွန်တော်နဲ့ပါလာခဲ့ပါတယ်အဲ့မှာတီးွားတဲ့ထဲမှာတကူရှာရတဲ့လူနာတီွားတဲ့အဲ့ပြည်စင်ထဲမှာဒီမှာသူ့မှာသားတယောက်နောက်ပြီးတော့ဒီမှာသူ့မှာညီမတယောက်ဟိုမှာကျတော့သူ့မှာအမားတယောက်ဟိုမှာကျတော့အဖိုးမှာသားတယောက်အဲ့မင်းသားနေအလေးလာတာအဖိုးမှာသားဒီမှာကျတော့ဓာတ်တွေပါတယ်လို့တာဖန်ပြီးလို့တာမှာသူ့မှာအခု2ယောက်ဒီမှာကျတော့သူ့မှာအမား2ယောက်ဒီအမားဆိုတာသူအမားဆိုတာသူရဲ့အဖိုးဆိုတာရဲဘုရှာမှာရဲဘုရှာဆိုတော့သူသားဆိုတာတောင်းရောက်မှာအလေးလာတာသူအမားဆိုတာလေရဲဘုရှာဒါပေမဲ့သူညီမဆိုတာဘုရားကျောင်းကုသခင်တက္ကမအေးဗုဒ္ဓဘုရားကျောင်းတက္ကမသူညီမဒါပေမဲ့ဒီမှာတာတယောက်အဲ့မှာတမေက3ယောက်3မိသားစုဒီဖိုးရမုံတို့ဇာတိရခွန်ကသူတမေတွေကိုဒီကမင်္ဂလာဆောင်လုတ်ချတာဒီမှာအလုံးဒီမှာသူတမေတွေတွေ့တယ်သူမိတွေတွေ့တယ်ဒါပေမဲ့ယောက်ျားတွေမထူဘူးယောက်ျားတွေထူတာကနေတယ်အဲ့လိုမျိုးပြင်းနေတယ်ကိုကျွန်တော်တို့ဒီမှာရောက်လာတဲ့ဒီအလောင်းတွေကဗီဒီနီယာမှာရှိတဲ့လမ်းကြောင်းပါဆိုတော့တောင်ရောကနေပြီးတော့အရင်ရှေ့ဟောင်းစကန်ပေါ့လေစကန်တိုင်နဲ့တောင်ရှိတဲ့တောင်ကြားကနေပြီးတော့ဒီလိုရှိတဲ့ဒီလိုလမ်းကြောင်းနဲ့တွားရင်အဲ့ဒီတောတွေကိုတောကြားမှာအလောင်းမြုပ်တာတွေကိုထွေရလိမ့်မယ်အလောင်းမြုပ်တာ3နေရာပါတဲ့အဲ့လိုမျိုးပြောတယ်ကျွန်တော်လည်းရင်းနေတဲ့ပုဂ္ဂိုလ်တွေကိုကျွန်တော်ဖုန်းဆက်တယ်နောက်ပြီးတော့မီဒီယာတွေအားလာပြောတာနဲ့သူတို့ကလည်းဒီနေ့ပြောပါတယ်ဒါပေမဲ့အခုဒီအလောင်းမရဘူးဒီနေ့ပဲကျွန်တော်တို့ဒီအလောင်းကိုပေါ်ထုတ်တာဒီလောက်ပဲရပါတယ်နောက်3ကျန်းမှာ2ကျင်းပဲထုတ်လို့ရပါတယ်နောက်1ကျင်းကတော့ဗမာတရားနီးနဲ့မှပဲခြာရင်ထုတ်ဖို့လို့ပြောပါတယ်ကျွန်တော်တို့ဒီဟိန္ဒူအမျိုးသားတွေအမျိုးသမီးတွေဒီတိုင်းရဲဆက်ဆက်ခံရတာတွေ့ကြမလို့ကျွန်တော်တို့ကလည်းသူတို့ကလည်းကျွန်တော်တို့ဘာမှလုပ်တယ်မရှိကျန်တဲ့ဘာသာတွေကဘာမှတရားလို့ဟိန္ဒူဘာသာလည်းလူနေစုဖြစ်ပါတယ်အဲ့တော့သူတို့ဒီလိုရဲဆက်ဆက်လုပ်တာဟာကိုလည်းကျွန်တော်တို့မိလက်တွေ့ရှိတဲ့တော်တော်လို့ဝင်နေကြရပါရှိပိုင်းကျွန်တော်တို့သူတို့နဲ့ပေါင်းတဲ့နေမဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့မှအန်တရီရှိတယ်နေလည်းမနေကြရဘူးဘာလို့ဆိုဒီတိုင်းရဲနေပြီးတော့လည်းဒီလက်ခံရမယ်ဆိုလို့ရှိရင်ရှိပိုင်းရတော့ကျွန်တော်တို့ဒီဥစ္စာစဉ်းစားကြရပါ